welcome back to my channel ဒီနေ့ဗီဒီယိုလေးမှာတော့ခီတာရဲ့အရင်ဗီဒီယိုတွေမှာအမေများဆုံးမိခွန်းတစ်ခုဖြစ်တဲ့ဂျာမနီနိုင်ငံရဲ့ hospital နဲ့ပတ်သက်ပြီးတော့အသေးစိတ်ရှင်းပြပေးသွားခြင်းပါတယ်အမေများဆုံးမိခွန်းတစ်ခုကဒီ GED လက်မှတ်နဲ့ဂျာမနီနိုင်ငံမှာ hospital ကိုလုပ်လို့ရလားဆိုပြီးတော့အများဆုံးမေးကြပါတယ်ပြီးကြလို့ရှိရင်ဒီ GED က nursing hospital အတွက်လုံလောက်ရဲ့လားဆိုပြီးတော့မေးကြရပေါ့နော်အခုဒီဗီဒီယိုထဲမှာပညာရေးလိုအပ်ချက် German language လိုအပ်ချက်ပြီးကြလို့ရှိရင်work experience အလုပ်အတွေ့အကြုံလိုအပ်မလိုအပ်ပြီးကြရင် employer ကိုဘယ်လိုရှာကြမလဲပြီးကြလို့ရှိရင် agent ကတကယ်ပဲလိုအပ်တဲ့ဟာလားမလိုအပ်တဲ့ဟာလားဆိုတာကိုအသေးစိတ်ပြည့်ပြည့်စုံစုံပြပြပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါနော်အခုပထမဆုံးအနေနဲ့ hospital ဘာလဲဆိုတာကိုရှင်းပြပေးပါမယ်ရှင်hospital ဆိုတာကပြောရမယ်ဆိုလို့ရှိရင်ဂျာမနီနိုင်ငံရဲ့အသက်မွေးဝမ်းကြောင်းတင်တန်းစနစ်ဖြစ်ပါတယ်မြန်မာနိုင်ငံမှာလည်းဒီလိုမျိုးတွေရှိပါတယ်အနည်းဆက်ဆုံးပြောရမယ်လူသိများဆုံးကတော့GTI လိုမျိုးကျောင်းတွေပါမြန်မာနိုင်ငံမှာကတော့အသက်မွေးဝမ်းကြောင်းစနစ်ဆိုပြီးများများဆဆမရှိပေမဲ့ဒီနိုင်ငံမှာကတော့ဒီလိုမျိုးလုပ်ငန်းဆောင်တာတိုင်းမှာဘယ်လိုလုပ်ငန်းမှာဖြစ်ဖြစ် hospital ကိုဖြစ်ခေါ်ကြပါတယ်hospital ကဘယ်လိုမျိုးလဲဆိုလို့ရှိရင်workplace ဥပမာအဖြစ် company တွေ hospital တွေမှာသူက working trades တွေကိုသင်ရတယ်လက်တွေ့သင်ရတယ်ပြီးကြလို့ရှိရင် vocational school တွေမှာကကြတော့ကျောင်းမှာကကြတော့စာတွေကိုသင်ရတယ်သူကလက်တွေ့ 70% စာတွေ့ 30% ပေါ့နော် university နဲ့လုံးဝမတူပါဘူး university မှာကများသောအားဖြင့်စာတွေ့ theory ဘိုင်းကိုပဲသင်ရတာဖြစ်ပါတယ်ဒီ hospital တွေမှာလုပ်နေတော့မှာဆိုလို့ရှိရင်သူရဲ့ benefit ကလစာရတယ်အများကြီးတော့မဟုတ်ဘူးဖူးလုံယုံအနေထားလောက်ပဲလစာကိုရတယ်အလုပ်အတွက်တခါတည်းလဲအတွေ့အကြုံရပြီးသားဖြစ်တယ်2နှစ်3နှစ်အတွင်းမှာဒီဂျာမနီနိုင်ငံရဲ့အတိအမှတ်ပြုအသက်မွေးဝမ်းကြောင်းလက်မှတ်တစ်ခုကိုရမယ်ဒါက hospital စနစ်ဖြစ်ပါတယ်ပြီးကြရင်အတိကမေခွန်းဖြစ်တဲ့ GED နဲ့ hospital ရှောက်လို့ရလားဒါကိုပြပြပေးသွားပါမယ်အဖြေကတော့များသောအားဖြင့်ရပါတယ် GED ကပြောရမယ်ဆိုလို့ရှိရင်သူက America ရဲ့ high school equivalent ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဂျာမနီကကြတော့သူကပညာရေးက Europe အတွင်းမှာတော့မှပဲသူများနဲ့မတူတဲ့အတွက်ကြောင့်မို့လို့ဒီမှာကကြတော့များသောအားဖြင့်ဒီမျိုး secondary school equivalent အနေနဲ့သုံးလို့ရပါတယ်အထူးသဖြင့်ဒီလိုမျိုး nursing hospital elderly care အဲ့လိုမျိုးတွေမှာဥပမာအဖြစ်ပို့ပြီးတော့လူလိုအပ်တဲ့အလုပ်တွေမှာပေါ့နော်လုံအားလိုနေတဲ့နေရာတွေမှာပို့ပြီးတော့ flexible ဖြစ်တတ်ကြပါတယ်ဒါပေမဲ့ဒီဂျာမနီမှာကကြတော့သူက rule ကတစ်ခုတည်းရှိနေရမဟုတ်ဘူးဒီလုပ်ငန်းနယ်ပယ်ပြီးကြလို့ရှိရင်ကိုယ့်ရဲ့ employer ရဲ့သဘောထားသူတို့ရဲ့လိုအပ်မှုတွေပေါ်မူတည်ပြီးတော့ဒီအချက်လက်တွေက flexible ဖြစ်နိုင်ပါတယ်နောက်တစ်ခုပြောချင်တာကကြတော့ဂျာမနီမှာ hospital အတွက်ဆိုလို့ရှိရင်သူကHauptschule ဒါမှမဟုတ်လို့ရှိရင် Realschule အဆင့်တစ်ခုခုနဲ့တူညီနေရပါမယ်ကိုယ့်ရဲ့ပညာရေးအဆင့်ကပေါ့နော်သူက GED တစ်ခုတည်းနဲ့လည်းပဲဆုံးဖြတ်တာမဟုတ်ပါဘူး employer တွေကအဓိကကကြတော့ဒီ employer တွေကဆုံးဖြတ်တယ်ပေါ့နော် employer တွေကကိုတင်ယူခဲ့တဲ့ဒီလိုမျိုး education background ပြီးကြရင်တင်ယူခဲ့တဲ့ဒီ subject တွေရဲ့ grade တွေပြီးကြလို့ရှိရင်education ဘယ်လောက်ထိပြီးထားလဲကိုပညာဘယ်လောက်ထိတတ်ထားလဲဒီလိုမျိုးတွေကို employer တွေကချီတက်ကြပါတယ်ဒါကြောင့်မို့လို့GED တခုတည်းမဟုတ်ဘဲနဲ့ GED language motivation ဒီလိုမျိုး၃ခုစလုံးကအရေးပါပါတယ်အရေးအကြီးဆုံးလိုအပ်ချက်ကဒီလိုမျိုး GED လား high school လားမဟုတ်ဘဲနဲ့ German language ဖြစ်ပါတယ်hospital အများဆုံးအတွက် B1 German အနည်းဆုံးလိုအပ်ပါတယ် B2 German ကများသောအားဖြင့်ဒီလိုမျိုး nursing တို့ healthcare provider တွေနဲ့ပတ်သက်တဲ့အခါကြလို့ရှိရင်အနည်းဆုံး B2 German လိုအပ်ပါတယ် nursing ကဘာဖြစ်လို့ဒီလောက်တောင်လိုရလဲဆိုလို့ရှိရင်လူနာတွေနဲ့စကားပြောရတယ်ပြီးကြလို့ရှိရင် medical documentation တွေလုပ်ရတယ်ပြီးကြရင်teamwork ဒီ team မှာရှိတဲ့လူတွေနဲ့လည်းပဲအလုပ်လုပ်ရတယ်ဒါကြောင့်မို့လို့ဂျာမန်စကားကိုအရန်လိုအပ်ပါတယ်ဂျာမန်စကားမရှိဘဲနဲ့nursing hospital လုပ်ချင်လို့လုံးဝမရပါဘူးဒါကြောင့်မို့လို့ကိုယ်ဒါမှမဟုတ်လို့ရှိရင်TLC ဒီလိုမျိုး language certification တွေမရှိဘူးဆိုလို့ရှိရင်အရန်ကိုအခက်အခဲဖြစ်ပါလိမ့်မယ်ဒီ certificate တစ်ခုကအရန်ကိုလိုအပ်တဲ့ critical requirement တစ်ခုဖြစ်ပါတယ်နောက်ထပ်မျိုးတစ်ခု work experience လို့အလား work experience က official requirement တော့မဟုတ်ပါဘူးဒီလိုမျိုး
မလိုအပ်ဘူးဆိုတဲ့ hospital တွေအများကြီးရှိပါတယ်ဒါပေမဲ့တခုသိထားရမှာကexperience ရှိတယ်ဆိုတာကကိုယ့်ကို benefit ပေးနိုင်တယ်ကိုယ့်အတွက်အခွင့်အလမ်းပိုများစေပါတယ်ဘာလို့လဲဆိုတော့ hospital တွေကများသောအားဖြင့် applicants တွေအများကြီးပဲပေါ့နော်ဒီအများကြီးထဲမှာကိုယ့်မှာကeither volunteering ဒါမှမဟုတ်ဘူးဆိုလို့ရှိရင် internship တခုမဟုတ်တခုပေါ့နော် caregiver experience ရှိရဆိုလို့ရှိရင်ကိုယ့်ရဲ့ portfolio ကသူများတွေနဲ့ရှင်းလာတဲ့အခါ stand out ဖြစ်ပါလိမ့်မယ်ဒီလိုအတွေ့အကြုံရှိထားတယ်ကိုက motivated ဖြစ်တယ်ဆိုလို့ရှိရင် employer ကိုသဘောကျစေပြီးတော့ကိုရွေးချယ်ဖို့အခွင့်အလမ်းပို့ပြီးတော့များစေပါလိမ့်မယ်သူက pay ဖြစ်သည်ဖြစ်စေ pay မဖြစ်သည်ဖြစ်စေအရေးမကြီးပါဘူးဘာလို့လဲဆိုတော့ကိုကဒီ employer ကရှာနေတာကကြတော့ကိုကဒီနယ်ပယ်ကိုတကယ်စိတ်ဝင်စားရဲ့လားကိုမှအတွေ့အကြုံဘယ်လောက်ရှိလဲကိုကဘယ်လောက်ထိဒီလိုမျိုးဟိုတန်ဖိုးရှိတဲ့ employee ဖြစ်လာနိုင်မလဲဆိုတာကို employer ကကြည့်တာအတွက်ကြောင့်ဖြစ်ပါတယ်အခု application process အကြောင်းကိုအဆင့်လိုက်ရှင်းပြပေးပါမယ်ဒီအဆင့်တက်မှာကျတော့ document တွေအကုန်လုံးကိုပြင်ဆင်ရပါတယ်ပထမဦးဆုံး CV က German စကားနဲ့ဖြစ်ဖို့အတွက်အရန်ကိုရေးကြည့်ပါတယ်အင်္ဂလိပ်လိုဖြစ်နေလို့မရပါဘူး German စကား German standard နဲ့ဖြစ်ရပါမယ်ပြီးကြရင် motivational letter ဒီဟာကဘယ်နေရာမှာမဆိုအရန်လိုပါတယ်ကိုကအလုပ်လျှောက်သည်ဖြစ်စေ internship လျှောက်သည်ဖြစ်စေဒါမှမဟုတ် volunteering လျှောက်သည်ဖြစ်စေဘယ်လိုနေရာမှာဖြစ်ဖြစ် motivation letter ရေးတတ်ဖို့ကအရန်ကိုအရေးကြီးပါတယ်ပြီးကြလို့ရှိရင်ကိုမှာ GED certificate ရှိရဆိုရင် GED certificate လိုပါမယ်ပြီးကြလို့ရှိရင် language certificate အဓိကလိုအပ်ပါမယ်အဆင့်2ကကြတော့ဒါတွေအကုန်လုံးရှိပြီဆိုလို့ရှိရင် employer ရှာရမယ်ပေါ့နော် employer ရှာတဲ့အခါမှာ hospital website တွေရှိရယ် hospital website တွေရှိရယ်ကိုက hospital website တွေကနေတွားပြီးတော့မရှာချင်ဘူးဆိုလို့ရှိရင်ဒီနိုင်ငံမှာအဲ့လိုမျိုးကိုတိထားတဲ့ဒီလိုမျိုးhospital direct website တွေကနေလည်းတွားပြီးတော့ရှာလို့ရတယ်ပြီးကြလို့ရှိရင် company ရဲ့ career page တွေမှာလည်းပဲတွားပြီးတော့ရှာလို့ရပါတယ်အဆင့်3ကကြတော့ employer ကိုတိုက်ရိုက်ရှောက်လို့ရပါတယ်။အဲ့မှာတိုက်ရိုက်ရှောက်ပြီးကိုကဒါကကြတော့CV form တင်တယ်ပေါ့နော်မြန်မာလိုလည်းပြောရမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာဒီလိုပြောကြရတယ်ပေါ့ employer ကိုတိုက်ရိုက်ရှောက်ရမယ်။အဆင့်4ရောက်ပြီဆိုလို့ရှိရင်သူကကြတော့ interview ကိုကကန်ကောင်းတဲ့လူတွေထဲမှာပါတယ်ဆိုလို့ရှိရင် interview ရမယ်။ပြီးကြရင်အဆင့်5ကကြတော့ကို employer ကသဘောကျတယ်ဆိုလို့ရှိရင်ကိုရဲ့ working contract ပေါ့နော် training contract contract ရပြီဆိုလို့ရှိရင်ဒီအဆင့်5နောက်ပိုင်းမှာvisa လျှောက်လို့ရပါပြီဒါကတော့အဆင့်သေးစိတ်ဖြစ်ပါတယ်အခုနောက်ဆုံးတစ်ခုအရန်ကိုလူပြောများကြတဲ့ agent လိုလားမလိုဘူးလားဆိုတာကိုရှင်းပြပေးပါမယ်I'm gonna be just brutally honest about this ခိတာအယိုးသားဆုံးပြပြပါမယ်တကယ်ဆိုရင် agent တွေကလုံးဝမလိုအပ်တဲ့ဟာတွေပါခိတာလာခဲ့တာလည်းပဲ agent လုံးဝမလိုခဲ့ပါဘူးခိတာဘယ်တော့မှ agent ကိုပတ်စံပေးရတာဝါသနာပါတဲ့လူမဟုတ်ပါဘူးခိတာကကျတော့အစအဆုံးခွာကိုအကုန်လုံးမယ်ဆိုတဲ့လူပုံစံမျိုးပါဒါကြောင့်မို့လို့ယူလို့လည်းပဲသုံးဖို့ပတ်စံကုန်ဖို့ပတ်စံမရှိဘူးဆိုလို့ရှိရင်ကိုဟာကိုအကျွေးနုံတွေကိုနစ်မဲ့အစားကိုဟာကိုလုပ်ဖို့အတွက်ကိုအားပေးခြင်းပါတယ်အရန်တော့ပင်မနဲ့ဒီ emotionally physically အရန်ကို draining ဖြစ်တယ်ဒါပေမဲ့ခိရလိုမျိုးပတ်စံမတက်နိုင်တဲ့အနေထားပတ်စံသုံးရမယ်ဆိုရင်အကျွေးတင်မဲ့အနေထားဆိုလို့ရှိရင်ကိုအားကိုပြီးတော့လာစေချင်ပါတယ်ပြီးတော့ပြီးကြလို့ရှိရင်ဟိုခိရကိုလာမေးကြတာကဘယ်ကနေစလုပ်ရမလဲဆိုပြီးတော့လာမေးလို့ရှိရင်ခိရကတော့မေးခွန်းဒီမေးခွန်းကိုအဖြေတစ်ခုပဲပေးနိုင်ပါတယ်အဲ့ဒါကတော့ German စာကိုအရင်သင်ဖို့ပါ German ကိုလာခြင်းနေဆိုပြီးတော့agent တွေအရင်လိုက်ရှာဒီလိုမျိုးကြောင်းတွေလိုက်ရှာအဲ့လိုမျိုးရင်လောက်မှာမဟုတ်ပါဘူးအဓိကအရင်ဆုံးလောက်ရမှာကဂျာမန်စာသင်ရမှာဖြစ်ပါတယ်အခုဒီ agent တွေကလုံးဝမလိုအပ်တဲ့ဟာတွေပါသူတို့ကဂျားကန်အဆင့်ပဲရှိပါတယ် agent တွေက special access ရှိတာမျိုးလည်းမဟုတ်ဘူးဒီကျောင်းနေနဲ့ချိန်ပြီးတော့တွားကြတဲ့ agent တွေလိုပဲဒီလိုမျိုးခိတာတို့နိုင်ငံမှာ Korea တို့ Malaysia တို့ဒီလိုမျိုးမှာကျောင်းနေမှာဆိုလို့ရှိရင် agent တွေအများကြီးရှိတယ်လေဒီ agent တွေတကယ်ဆိုလို့ရှိရင်ဂျားထဲမှာလူရှာပေးတဲ့လူပွဲစားတွေပုံစံမျိုးပဲရှိပါတယ်ပြောရမယ်ဆိုလို့ရှိရင်ခိတာသူတို့အကြောင်းတော့သိပြီးမပြောချင်ဘူးပေါ့နော်ဘာလို့လဲဆိုလို့ရှိရင် controversy တွေများလာမှာဆိုလို့သူတို့ဘာလုပ်ပေးလဲဆိုလို့ရှိရင် documentation တွေပြင်ပေးတယ် document တွေပြင်ပေးတယ်ပြီးကြရင် employee ရှာပေးတယ်ပြီးကြလို့ရှိရင် process ကို guideline ပြီးတယ်သူတို့လုပ်ပေးရတာပဲရှိပါတယ်ကို့မှာကအချိန်ရှိတယ် internet ရှိတယ်ပြီးကြလို့ရှိရင်လုပ်ချင်စိတ်ရှိတယ်ဆိုလို့ရှိရင်ဒီ agent ကိုကြော်ပြီးတော့အရာအလုံးကိုကိုယ်တိုင်လုပ်လို့ရပါတယ်ကိုကဘလို့မှဟိုမဖြစ်ဘူးကိုကဘာမှအဲ့လိုမျိုးဒီလိုဟာတွေနားမလည်ဘူးဆိုလို့ရှိရင်ကိုကဒီလိုမျိုး stress ကိုမယူချင်ဘူးဆိုလို့ရှိရင်ပြီးကြလို့ရှိရင်ကိုမှငွေကပေါ်တယ်ဆိုလို့ရှိရင်တော့
ဒီ agent နဲ့အပ်လိုက်နိုင်ပါတယ်ဘာလို့လဲဆိုတော့တချို့ကိစ္စတွေကြတော့ကိုယ်တိုင်စိတ်အပင်ပန်းလူပင်ပန်းခံမနေဘဲနဲ့အဲ့လိုမျိုးသူများကိုပတ်စံပေးပြီးတော့ပဲခိုင်းချင်တဲ့အချိန်တွေလည်းရှိတယ်လေအဲ့လိုအချိန်တွေမှဒါ agent ကိုရှာဖို့ agent ကိုတုံးဖို့အကြံပြုချင်ပါတယ်ရှင်ဒီဗီဒီယိုလေးရဲ့အဆုံးသတ်ကတော့ GED ရှိုံနဲ့အရာအလုံးပြီးမသွားဘူးဆိုတာကိုသိချင်ပါတယ်ဒါပေမဲ့ GED ပဲရှိလို့စိတ်တက်ကြနေကြလည်းမလိုပါဘူးဒီမှာကအဓိကကြီးကြတဲ့အရာတွေကဒီလိုမျိုး language ကိုယ့်ရဲ့ motivation ပြီးကြလို့ရှိရင်ဒီကိုယ့်ရဲ့ patience ဘယ်လောက်ရှိလဲပေါ့နော်ကိုကဒီအလုပ်အတွက်ဘယ်လောက်ထိ motivated ဖြစ်လဲကိုကဒီအလုပ်ပေါ်မှာဘယ်လောက်ထိစိတ်နှစ်ပြီးတော့လုပ်နိုင်လဲဆိုတာကိုကြည့်ကြတာဖြစ်ပါတယ်ဒီလိုမျိုးအရာတွေရှိတယ်ဆိုလို့ရှိရင်ဂျာမနီမှာတေချာပေါ့ဒီ Ausbildung place တစ်ခုကိုရမှာပါဂျာမနီနိုင်ငံမှာnursing ဆိုတာကအရန်ကိုလိုအပ်နေတဲ့အလုပ်ဖြစ်ပါတယ်ရှေ့လျှောက်လဲဆက်ပြီးတော့လိုအပ်နေအောင်ပါဒီတော့စိတ်ရှိထားပြီးတော့စနေတကျလုပ်ဖို့အကြံပေးချင်ပါတယ်အခုဒီဗီဒီယိုလေးကအသုံးဝင်နေဆိုရင် like and share လုပ်ပြီးတော့ subscribe လုပ်ပြီးပါရှင် CV example ဒါမှမဟုတ်ရှင် motivational letter ဒါမှမဟုတ်ရှင် visa process အသိချင်တဲ့ဟာတွေရှိရဆိုလို့ရှိရင်လည်းပဲနောက်ထပ်ရှင်းပြစေချင်တယ်ဆိုလို့ရှိရင်ပေါ့နော် comment မှာရေးထားပေးခဲ့ပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲI'll be seeing you guys in the next videos bye bye